Hello တူတီမိတ်ဆွေများအားလုံးမင်္ဂလာပါဘိုးလေးတူတီ YouTube channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတွေအတွက်ဒါကြာသာဝရင်းနေ့ပေါ့ရှိရတက်လာ2025ကြာသာဝရင်းနေ့အထူးပဲဖော်ပြရပြီးတော့ဝါချင်းတွေကျွန်တော်ပြပေးတော့ဖြစ်ပါတယ်အဲဒီစီစဉ်လေးမစတဲ့ဒီမှာကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပြီးအားပေးဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုဖိုင်လေးပြီးဆုံးကြည့်ပါကြုံကြည့်ပါနဲ့ like share လေးလည်းလုပ်ပေးပါခင်ဗျနော်မနေ့ကကျွန်တော်တင်ပေးခဲ့တဲ့ကျွန်တော်မိတ်ဆွေတွေနော်အားလုံးလည်းပြီးပြီးခဏနေပြီးပြီးကျွန်တော်တင်ပေးခဲ့တဲ့ကျွန်တော်နေ့လေးဒေးတွေ့တော့နော်ကျွန်တော်ဒါအဲ့တော့ဒီနေ့ကတော့ကျွန်တော်ကြာသာပေးနေခဏနေကောင်းတယ်ဆိုတော့ကျွန်တော်တွက်ဆိုင်နဲ့တွေ့ပြီးတော့ကျွန်တော်အဆုံးကြည့်မယ်ပြီးရင်ဒါအကောင်းဆုံးခဏနေရေးပြီးတော့ထုတ်မယ်ကျွန်တော်နော်အဲ့တော့ဒီမှာပြီးရဲ့တွက်ပြီးရင်စားပြီးတော့တွက်မယ်နော်တူတီမိတ်ဆွေများအတိအကျကျွန်တော် channel ကိုတိကျရှိနေကြတဲ့မိတ်ဆွေများဒါ subscribe လုပ်ပြီးတာပါနောက်ပြင်တော့ video file တွေကိုအရင်ဆုံးမြင်ရအောင်အတွက်နော်လည်းလေးတကယ်ကြည့်ရှုလို့ရအောင်အတွက် subscribe လုပ်ပြီးပါကျွန်တော်တို့ဒီမှာမနေ့နောက်ပဲညထိပ်စီညနေကလည်းနော်နောက်ပြီးတော့တွန်းပြီးအရင်စားမယ်နော်6 5 3 9ပေါင်းရှင်းပြီး6နဲ့5နဲ့ပေါင်းရှင်းပြီး17နော်9နဲ့ပေါင်းရှင်းပြီး20 3နဲ့ပေါင်းရှင်းပြီး23ဖြစ်တဲ့အတွက်ကြောင့်3နော်3ပါဝါဒီ8နဲ့ကဒီ38တင်နေကုန်ပြီအဲ့38တင်နေကုန်ပြီဒီနောက်နေ့ကျွန်တော်ကြီးရမယ်ဒီ3လုံးနဲ့မနေ့3ညတိညနေခုထွက်တော့တစ်လုံးကြီးနော်အဲ့လိုဆက်ပြီးတွက်မယ်မနေ့နောက်ပဲညထိပ်စီညနေကနော်အဲ့ဒီလိုဒီညမှာ6 3ခု6နဲ့3နဲ့ပေါင်းရှင်းပြီး9နဲ့ပေါင်းရှင်းပြီး6 16နဲ့9နဲ့ပေါင်းရှင်းပြီး23ဖြစ်တဲ့အတွက်ကြောင့်လည်း3ပါ3ပါဝါဒီ8နဲ့ကဒီ381အဲ့ဒီ381နေကုန်ပြီးပြီးကျွန်တော်နောက်နေ့မှာအဆင်းမှာညှိပေးရတယ်ပေါ့နော်ညှိရမှာပေါ့ဆိုတော့နောက်နေ့ထွက်ခဏနဲ့ပြန်လိုက်တော့မနေ့38ဆိုတော့3လုံးပါတယ်8တလုံးပါတယ်အဲ့ဒီ9ခုတော့မပါဘူးပေါ့နော်38တလုံးနှလုံးပါအဲ့ဒီဆိုရင်ကျွန်တော်ဆက်ပြီးတွက်မယ်မနေ့နောက်ပဲညတိတ်ညကနန်းနော်အဲ့တော့1ခု5ခုပေါင်းရှင်းပြီး1နဲ့9နဲ့ပေါင်းရှင်းပြီး8နဲ့9နဲ့ပေါင်းရှင်းပြီး15 5နဲ့ပေါင်းရှင်းပြီး20ဖြစ်တဲ့အတွက်ကြောင့်300ပါ300ပါဝါဒီ5နဲ့ခတ်ပြီး3 353အဲ့ဒီ353ဒီကျွန်တော်ပါရမှာပေါ့နော်အဲ့တော့နောက်ဒီထွက်ခဏနဲ့ပြန်လိုက်တော့မနေ့တင်ကညနေ53တင်5ဆိုတော့5ပါတယ်ညနေ5တုံးဆိုတော့3တလုံးပါတယ်နော်အဲ့ဆိုရင်ဆက်ပြီးတွက်မယ်နေ့နောက်ပဲညထိပ်စီညကနေ့နော်ရှင်းက5တုံးပေါင်းရှင်းရှင်းနဲ့5နဲ့ပေါင်းရှင်းပြီး73 3နဲ့ပေါင်းရှင်းပြီး16 5နဲ့ပေါင်းရှင်းပြီး21ဖြစ်တယ်1ပါ1ရပါဝါဒီ6နဲ့ကဒီ9ဒီ169ဒီဒီကိုဒီပြီးရမယ်ဒါမနေ့ကကျွန်တော်ပြေးခဲ့တဲ့ဒီထွက်ခဏကမနေ့တင်ကညနေ24ဆိုတော့တင်ကနဲ့24ဆိုတော့ဒီတလုံးပါတယ်အဲ့ဆိုရင်ဒီနေ့ဇာတာဝီနေ့ကျွန်တော်ရှိရတဲ့တက်လာ2025ဇာတာဝီနေ့မှာနန်းထုတ်မယ်မနေ့နောက်ပဲရတဲ့စီအနေကနနော်9 5 2
ဒီနေ့ကြာတာဒီနေ့တော့ပြီးပြီ9နဲ့9နဲ့ပေါင်းပြီး10ဒီနေ့ပေါင်းရှင်းပြီး14နေ့နဲ့ပေါင်းရှင်းပြီး16ဖြစ်တဲ့အတွက်6ပါ6ပါပါဒီဒီနှစ်ခါဒီရှင်းအဲ့ဒီ6တိရှင်းနေပုံပြီးဒီတော့ဒီတွဲဆက်ကရတဲ့ဒီတော့ဒီနေ့ကြာတာပြီးအတွက်နော်ကြာတာပြီးနေ့မှာဒါထိုးရမယ်ပြီးပေါ့နော်ဒီဝမ်းချင်းတော့ပြီးရအောင်ကျွန်တော်မိတ်ဆွေတွေဒီနေ့တွဲပြီးထိုးရမှာဝမ်းချင်းရလဲကျွန်တော်တို့ဒါမနေ့ကကျွန်တော်ပေးခဲ့တဲ့ဝမ်းချင်းက36နဲ့ရှင်းတာနော်36နဲ့ရှင်းတာအဲ့ပါလေပြီးတင်ကားထွက်တယ်ဆိုတော့ဟုတ်ဝမ်းချင်းမှန်တယ် bracelet မှန်တယ်နော်အဲ့ဝမ်းချင်းကြီးကျွန်တော်တင်ကားမနေ့ကထွက်ကနေတင်ကားလေးပြတဲ့အတွက်ကြောင့်နော်ကျွန်တော်80နဲ့ပေါင်းရင်ဒီနဲ့2နဲ့ပေါင်းတော့9နဲ့8နဲ့ပေါင်းတော့နော်ဒီတိရဲ့လက်ကဒီရှင်း4လက်ကဒီနှစ်ဒီနေရာမှာကျွန်တော်တို့ခါတိုင်းယူတဲ့ပုံစံမျိုးတိုင်းမှာလည်းထွေးပြီးတော့ယူမယ်33ဆိုရင်ကပ်ပါဝါရှင်တစ်ပွဲရမယ်ရှင်းလို့ဆိုရင်ကပ်ပါဝါရှင်တစ်ပွဲရမယ်နှစ်ခွက်နော်ဒီနှစ်ခွက်နဲ့ပြီးတော့ကျွန်တော်မိတ်ဆွေတွေကစားမယ်နော်အဲ့ပြီးရပြီဝမ်းချင်းရပြီပြီးရပြီဝမ်းချင်းရပြီဆိုတော့ကျွန်တော်တို့ခါတိုင်းဆိုတော့ဒါအခုပေးနေရပုံစံမျိုးတိုင်းနဲ့ဒီအနေနဲ့ရှောင်းဒီရှင်းဒါနေကုန်ပြီနော်ဒီအနေနဲ့ကကျွန်တော်6တိရှိဒီနဲ့ကစားမယ်ဆိုရင်ကျွန်တော်တို့6တိရှိပြီးနေပြီးတော့ကစားရမယ်ဝမ်းချင်းဝမ်းချင်းရဒီမှာ33ဆိုတယ်ကပ်ပေါင်းဝမ်းချင်းတစ်ပွဲရှိမယ်ရှင်းလို့ဆိုတဲ့ကပ်ပေါင်းဝမ်းချင်းတစ်ပွဲရှိမယ်နှစ်ခွက်နော်ဒီနေ့ဝမ်းချင်းနှစ်ခွက်ကပ်ပေါင်းဝမ်းချင်းနှစ်ခွက်ဒီနဲ့ဝမ်းချင်းနဲ့ကပ်ပြီးတော့ထိုးလို့ရအောင်အတွက်ကျွန်တော်တို့ပြီးရှင်းပြပါတယ်break break က4နှစ်ခုံ break အနေနဲ့ကစားမယ်ဆိုရင်ကျွန်တော်4နှစ်ခုံ break ကနေပြီးတော့ကစားပေးပါလုံးပါလုံးပိုင်ကဒီနေ့ကျွန်တော်နော်ကြာတာဒီနေ့အတွက်လုံးပိုင်ဒီကျွန်တော်9တုံညာဆိုရင်လုံးပိုင်ရှိပါတယ်ကြာတာဒီနေ့လုံးပိုင်ကြီး9တုံညာလုံးပိုင်ဒါလုံးပိုင်နဲ့ကစားမယ်ပြီးရင်ကျွန်တော်ခွေးကနန်းနော်ဒါကြီးခွေးရမလဲမရတဲ့ကျွန်တော်မရှိတဲ့အတွက်ခွေးကနန်းဒီကျွန်တော်ဒီ6တိ6တိsorry 6တိ8ကိုနေပြီးတော့မဖြစ်မနေထည့်ပြီးတော့ခွေပေးရမှာဖြစ်ပါတယ်6တိ8နော်9တုံညာတော့ဒါအခွေအနေနဲ့နေပြီးတော့ကျွန်တော်ဒီ6ဘက်ကိုနေပြီးတော့6လုံးကိုခဏ6လုံးကိုကျွန်တော်ဒါအခွေအနေနဲ့နေပြီးတော့ကျွန်တော်မရှိဘူးကစားမှာပါနော်ခွေပြီးရင်ကျွန်တော်တို့ဒါ main ထိုးဖွင့်လာမယ် main ထိုးပွဲmain ထိုးပွဲအနေနဲ့ဒီကျွန်တော်ဒါချက်တာပတိလေးအတွက်ကစားမယ်ဆိုရင်ပေါ့နော်ချီချောက်ကိုဒါချီချောက်ဆိုရင်ကနန်းချင်းနဲ့ပတ်သက်ချီချောက်
83 80 89 63 63ညနော်ဒီကနေ့6ခုကိုနေပြီးတော့ကျွန်တော်တို့က main course အနေနဲ့နေပြီးတော့ဆွဲပြီးတော့ကစားမှာပါနော်အဲ့တော့ဒီကနေ့နေကြတဲ့ကိုချိန်တဲ့ကနေ့နေဒီမှာကျွန်တော်ကအခွေလေးရနေပြီးတော့ကနေ့6လုံးခွေလေးရကျွန်တော်ဒါဆွဲထုတ်ပြီးတော့ကျွန်တော်မရှိဘူးပေးတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့နေကြတဲ့ချိန်နဲ့ချိန်တဲ့ကနေ့နေတွဲပြီးတော့တော့ပြီးနိုင်ပါတယ်နော်ကျွန်တော်ဗီဒီယိုကပြီးတော့ဒီရှိအားပြီးကြတဲ့ဗီဒီယိုပါလာရှင်လေးရှင်ရအားလုံးကျွန်တော်ဒီနေ့ချီရဲ့တလား2025အဲ့ဒါပရင်းနေဒီကုန်းပေါက်နိုင်ပါသေးလို့ဆုတောင်းပေးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ